ပြူမြို့နယ်တဝဲအထူးစီးပွားရေးဇုံဒေသမှာနှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်3ဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့တပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။တဝဲအထူးစီးပွားရေးဇုံကလဲရှောင်ရွာအနီးမှာမတ်လ24ရက်နဲ့25ရက်တွင်မှနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာမနေ့ကအထိဝဇွန်တောနဲ့ဧကနိကျေးရွာအနီးမှာရှိနေဆဲဖြစ်တယ်လို့သိရပြီးတိုက်ပွဲဖြစ်ရာအနီးတစ်ဝိုက်ကရွာတွေဖြစ်တဲ့လဲရှောင်ထင်ကြီးဧကနိနဲ့ပရတက်ရွာခန့်အချို့လဲစစ်ရှောင်နေရတယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်စီကအကောင့်ထဲပေါ်ဖို့ကြိုးစားနေတဲ့အတူအယောင်ရွေးကောက်ပွဲကိုစက်ကျင်တပိမောက်ကြဖို့အတွက်လောင်လုံးမြို့နယ်မှာချီတက်ဆန္ဒပြခဲ့ကြပါတယ်။မနေ့ကမွန်လွယ်ပိုင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီးဖက်စစ်ရွေးကောက်ပွဲတပိတ်မောက်ဖက်ဒရယ်လမ်းကိုရေရေရှောက်ဆိုတဲ့ခေါင်းစဉ်ကိုကြွေးကြော်ပြီးလူထုတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တာပါအာဏာသိမ်းစစ်တပ်အနေနဲ့အထွေထွေရွေးကောက်ပွဲကျင်းပခွင့်နိုင်ငံရေးအခွင့်အာဏာမရှိသလိုအရသာပြည်သူတွေအပေါ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့စစ်အာဏာသိမ်းမှုကိုထိန်းသိမ်းထားနိုင်ဖို့အတူရောင်ရွေးကောက်ပွဲကျင်းပပြီးအာရုံလွှဲနိုင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့လည်းတပည့်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကဆိုပါတယ်။